universe လို့ signal ပြပြီးတော့ tarot card တွေဆွဲတဲ့အခါမှာအရန်ကို powerful ဖြစ်တယ်နော်ဒီကက်လေးဟာဆိုလို့ရှိရင်အဓိပ္ပာယ်လေးကလေကိုယ့်ရဲ့ intuition ကိုယုံမာလို့ပြောတာကိုယ့်ရဲ့အတွင်းအတန်ပေါ့နော်ဝမ်းတွင်းသိတဲ့စိတ်အလိုလိုသိတဲ့စိတ်ကလူတိုင်းမှာပါပါတယ်နော် intuition ဆိုတာတချို့ပြောတယ်လေ intuition အရန်ကောင်းတယ်zodiac sign တွေအောင်ရှိရနော်အထက်ကနေပြီးတော့မသိနေတဲ့ကိုယ့်ရဲ့အတွင်းကနေပြောနေတဲ့အတန်တွေပေါ့နော်ဥပမာကိုယ့်ရဲ့ partner နဲ့ပဲဖြစ်ဖြစ် relationship မှာဒီ relationship ကိုရက်တင်လားဆက်သွားတင်လားဆိုတဲ့အခါမှာဒီလို divine tools တွေနဲ့လာပြီးတော့ဖတ်တာရှိတယ်နော်ဒီလိုမျိုးဒါတွေက tarot ဆိုတာထပ်ပို့ပြီးတော့လေးနဲ့ပါတယ်ဒါ divination tools လို့လည်းခေါ်တယ်universe ရဲ့ signal ပြပြီးတော့ဆွဲတာကျမကတော့ powerful ပို့ဖြစ်အောင်လို့ tarot ဒီဖတ်တဲ့အခါမှာ I believe in the universe လို့ signal ပြခိုင်းတယ်နော်ဖတ်တဲ့သူကလည်း signal ပြတယ်ကျမကလည်း signal ပြတယ်အဲ့ဒီအတွက်ကြောင့်မလို့ပို့ပြီးတော့ powerful ဖြစ်စေရနော် I believe in the universe လို့ signal ပြပြီးဖတ်လိုက်တဲ့အခါမှာငါဟာ universe ကိုယုံကြည်တယ်ဒီတော့ကတ်တွေကိုပြပေးပါကိုမှလိုအပ်ချက်တွေပေါ့နော်ကို relationship နဲ့ပတ်သက်တာတွေ personal development တွေနဲ့ပတ်သက်တာတွေဒါမျိုးတွေဖတ်လိုက်တဲ့အခါမှာဒီလိုကတ်မျိုးတွေဆိုလို့ရှိရင်လေ intuition wisdom patience ပေါ့နော်ကိုယ့်ရဲ့အတွင်းကိုအတန်ကိုနားထောင်ပါဆိုတဲ့ကက်ကလေးပဲဖြစ်တယ်နော်ကိုယ့်ရဲ့အတွင်းအတန်ကိုဉာဏ်ပညာရှိနဲ့နားထောင်ပါတဲ့အသိဉာဏ်ပညာတွေနဲ့ပေါင်းဆက်ပြီးတော့နားထောင်ပြီးသွားလို့ရှိရင်နောက်ပိတ်ဆုံးမှာangel တွေကဘာ message ပေးထားလဲဆိုတော့ patient ပေါ့စိတ်ရှည်ပါလို့ပြောတာเนาะအဓိကကျမဒီနေ့လေးပြောချင်တဲ့ message လေးကတော့ relationship မှာကျမတို့ no contact တွေဖြစ်တယ် separation တွေဖြစ်တယ် break up တွေဖြစ်တယ်တချို့တွေဆိုလို့ရှိရင်ဘာမဟုတ်တာလေးနဲ့ပဲပေါ့နော်လမ်းခွဲပြတ်ဆဲသွားတာတွေရှိတယ်ဒါပေမဲ့ကောင်းချင်းပြန်ပေါင်းပေါ့နော်အခုခစ်စားနေเนาะကောင်းချင်းပြန်ပေါင်းနေရှိရเนาะဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်းခြင်းလည်းရှိတယ်ကောင်းချင်းပြန်ပေါင်းလို့လည်းခေါ်ကြတယ်เนาะအဲ့ဒီအတွက်ကြောင့်မလို့ပြန်ပေါင်းခြင်းလို့ရှိလို့ရှင်လေရရများများချေတကယ်ပြောတာဖះမှာကောင်းချင်းပြန်ပေါင်းရရကက်เนาะပြန်ပေါင်းရလိမ့်မယ်စတာပါနောက်တော့ပါတကယ်ပါဒီတော့ကျမတို့အတွင်းအတန်ကိုနားထောင်ရမယ်ကိုယ့်ရဲ့ intuition ကိုပဲယုံရမယ်ကိုအတွင်းကနေပြီးတော့မှဗာပြောနေလဲအတန်ကိုပေါ့နော်နားထောင်ပြီးသွားလို့ရှိရင်ဒီ relationship ကိုဆက်သွားမလားရက်မလားเนาะကိုယ့်ပေါ်မှာပဲမူတည်ရဒီတော့မျိုးသမီးတွေ divine tools တွေနဲ့အဖြေလာရှာပါဇာတာတွေစစ်မယ်ကိုယ့်ရဲ့ကောင်လေးရဲ့ကိုယ်ရဲ့ပေါ့နော်ဇာတာကိုစစ်တာဇာတာလည်းစစ်မယ် divination tools တွေနဲ့ရှာမယ်ပြီးလို့ရှိရင်ဒီလိုကတ်မျိုးတွေက angel တွေရဲ့ message လို့လည်းခေါ်တယ် angel တွေကကိုယ့်ကိုဘာပြောနေလဲဆိုပြီးတော့ဒါပေးနေတဲ့ message တွေပေါ့နော်ကတ်3ကတ်ဆွဲလိုက်တယ်ဆိုလို့ရှိရင် angel တွေကနေကိုယ့်ကိုပြောနေတဲ့ကတ်လေးတွေနောက်ပြီးကြတော့ဒီလိုကတ်မျိုးလေးတွေကတော့ universe ရဲ့လမ်းညွှန်ချက်လေးတွေပေါ့နော်ကဲမပါစီမှာ Viber နေ highlight ပါနော်I believe in the universe လို့ signal ပြပြီးဖတ်လိုက်ကြရအောင်